ကဲ Pro Box လေးတန်းတာလို့ကျွန်တော် Pro Box ရှိရဲ့၄စီးလုံးစုပြီးတော့ရောင်းတင်ပေးလိုက်မယ် point 3လေးရမယ် point 5လေးတွေရမယ်တောက်လျှောက်နဲ့လည်းပါမယ်နီနဲ့လည်းပါမယ်ခင်ဗျာနော်ဒီစည်းချင်း model ဈေးနှုန်းလေးပြောပြပေးမယ် model အမြင့်လေးလည်းရှိမယ်နံပါတ် H တန်းအမြင့်လေးရှိမယ်လန်နံ L လေးလည်းရှိမယ်ခင်ဗျာနော်ကဲကားလေးအကုန်လုံးကတော့အယိုးစေးတိုက်ခိုက်အားလုံးရှင်းတယ်နော်ငွေချမ်းလေးတဲ့အရေးကြကိုလည်းကျွန်တော်ကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ခင်ဗျာနော်တချို့ကားလေးရတယ်အချို့ကားလေးရတော့မရပါဘူးခင်ဗျာနော်ဒါလှမ်းပြီးတော့ဖုန်းဆက်ပြီးတော့မေးမြန်းနိုင်ပါတယ်တည်ကျင်တာရှိရင်တော့ဈေးနှုန်းလေးတွေရော model လေးတွေရောကျွန်တော်ဒစည်းချင်းဒီပြောပြပေးပါမယ်ခင်ဗျာနော်ဒီဘက်က 7D လေးရည်စပြောပေးမယ်ဒီကောင်လေးကတော့2000ခုမော်တယ်ဖြစ်မယ်ခင်ဗျာနော်အခရာ D တန်းလေးပါ DH Power Window တပေါက်ဖြစ်မယ်ခင်ဗျာတောက်လျှောက်အနက်လေးပါ 0.5 အမှန်လေးနဲ့ရပါမယ်ဈေးလေးက980မှ8သိန်းကိုညှိနှိုင်းရောင်းချပြရခင်ဗျာနော်အလွိုင်းပက်လေးနဲ့ပါ1 year license 7D နဲ့ပါခင်ဗျာနော်တွင်ကန်းလေးတန့်ပါတယ်တောက်လျှောက်နဲ့ဆိုတဲ့အတိုင်းပဲအယိုးစေးတိုက်ခိုက်အားလုံးရှင်းပါတယ်ခင်ဗျာကဲဒီကောင်လေးပြီးဆိုတော့ဘေးနားက H တန်းလေးသွားလိုက်အောင်ဒီကောင်လေးကတော့1009 H တန်းနီနဲ့မှတ်တန်းလေးတော့ပါသွားမယ်အယိုးစေးတိုက်ခိုက်ရှင်းမယ်ခင်ဗျာနော်1009 H တန်းလေးပါနေမီလေးအမဲလေးပါခင်ဗျာဒီကောင်လေးလည်း DH တပေါက်ပဲခင်ဗျာနော်အတွင်းကလေးတန့်ပါတယ်နီနဲ့လို့တော့မထင်ရတဲ့ကားလေးပါဈေးနှုန်းကတော့948သိန်းကိုကျွန်တော်ညှိနှိုင်းရောင်းချပြရမယ်ခင်ဗျာနော်လက်တင်လေးပါပါမယ် H တန်းလေးဒီဘက်ကတော့ D တန်းလေးပါဒါကတော့တောက်လျှောက်အနက် 0.5 အမှန် F Ultra package လေးဖြစ်ပါတယ်ဆက်စည်းစီရတိုင်းဆက်စည်းထိုင်ကုန်လေးဖြစ်ပါမယ်ခေါင်းမီလေးလုံးပေါင်ဝင်းတို့နှစ်ပေါက်လေးပါ 0.5 အမှန်လေးပါခင်ဗျာနော် NCB 58နဲ့ထွက်ပါတယ်ဆက်စည်း grade လေးပါနော်ဒီကောင်လေးရဲ့ဈေးနှုန်းလေးက988သိန်းကိုညှိနှိုင်းရောင်းရမယ်တောက်လျှောက်အနှစ်လေးဖြစ်ပါတယ်ခင်ဗျာနော်1 year license လေးပါပဲကာချိုကာတန်လေးတွေရွယ်နော် City လေးပါဒီဘက်ကတော့ model အမြင့်လူချင်းတဲ့ customer တွေအတွက်2010 model လန်နယ် L လေးပါ 5N နံပါတ်လေးနဲ့ရပါမယ်တောင်းတင်တန်းလေးဖြစ်ပါတယ်ခင်ဗျ DH Power Window တပေါက် engine power 1.3 ဖြစ်ပါတယ်ဒီကောင်လေးရဲ့ဈေးနှုန်းလေးက842မှ8သိန်းကိုညှိနှိုင်းရောင်းချပေးပါမယ်ခင်ဗျာနော်ကဲဒီကားလေးစိတ်ဝင်စားတဲ့ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်39 6846 99ကိုဆက်သွယ်ပြီးမှဆုံးနိုင်ပါခင်ဗျကိုတန်ကိုကြလာကြည့်ရှုရတဲ့ customer တွေကတော့အရှိတကုံမင်းရဲ့ကြော်သား one way လက်မောင်မှာကြည့်ရမှာဖြစ်ပါတယ်ကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တို့နောက်ပြီးမှပြန်လည်တွေ့ကြပါမယ်ကျွန်တော်ဆိုရှယ်မှာ Pro Box လေးရှိပါတယ်လာရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ